ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပွဲစုံရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်လေးကနေပြီးတော့ဒါပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအခုတစ်ခါဗီဒီယိုမှာလည်းကျွန်တော်ညီကိုနှစ်ယောက်ကပရီးမီးယားလိပွဲစဉ်စနေနေ့ည9:00နာရီချိန်မှာရှင်ပြိုင်ကစားသွားမဲ့ဘန်လီတင်းနဲ့ရှယ်ဆီတင်းပါဝင်ကည9:00နာရီပွဲချိန်မှာရှင်ပြိုင်ကစားမဲ့လီဗာပူးတင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်လေးကိုဒါပြုလုပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျမင်္ဂလာပါအဖိုးမင်္ဂလာပါကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်စနစ်ရဲ့ဒါအစိုးဆုံးပွဲစဉ်ဖြစ်တဲ့ဒါဘန်လီအသင်းနဲ့ရှယ်ဆီတင်းတို့ရဲ့ပွဲလေးပေါ်ဒါသုံးသက်ရမယ်ဆိုရင်ဒါတစ်ဖက်ကဧည့်သည်ရှယ်ဆီတင်းဟာဒါရှေ့စွမ်းပိုင်းရောရလက်ပိုင်းရောဒါအဖက်ဘက်ကနေအသာစီးရနေတယ်ဆိုပေမဲ့လေချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့ပွဲချက်ပွဲစဉ်ရှိတာကြောင့်ဒါဒီပွဲစဉ်မှာရလက်အနေနဲ့ဟီရအန်ဆိုမာရက်စ်ကဒါထင်းပြီးတော့ကစားသွားမလားဆိုတာတော့ဝင်စားဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်ဗျာကိုဟုတ်ကဲ့ပါကိုကျွန်တော်တို့တစ်ဖက်ကညီပြအန်ဆိုမာရက်စ်ကဥဆောင်လာမဲ့ချက်စီအသင်းကိုကြည့်မယ်ဆိုရင်ဒါပရီးမီးယားလိပွဲစဉ်စနစ်မတိုင်ခင်မှာပရီးမီးယားလိဆက်ပွဲကစားပြီးချိန်မှာရမက်20နဲ့ပရီးမီးယားလိအဆင့်3နေရာမှာရပ်တည်နေကြပြရတယ်ဗျကျွန်တော်တို့ဒါအေရှိဖြစ်လက်ခံရှင်ပြန်ကစားမဲ့ဒါနီးပြစကော့ပါကာရဲ့ဒါဘန်လီအသင်းကတော့ပရီးမီးယားလိဆက်ပွဲကစားပြီးချိန်မှာရမက်10မိနစ်တန်းစီဆောင်ရဲ့အထက်အမတ်ဘီစီယာရဲ့အဆင့်7နေရာမှာရပ်တည်နေတာတွေ့ရတယ်ဗျဆိုတော့ပရီးမီးယားလိပွဲစဉ်7ရဲ့ဒါအစောဆုံးပွဲစဉ်ဖြစ်တဲ့ဒါဘန်လီအသင်းနဲ့ရှယ်ဆီအသင်းတို့ရဲ့ပွဲစဉ်လေးပေါ်ဒါကိုတိုနီအမီကိုဒါတုံးတက်ပေးပါအောင်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်နိုင်ငံတကာပွဲစဉ်ကြီးကစားပြီးတဲ့ချိန်မှာတော့ဒါကျွန်တော်ဘောလုံးပင်းတက်တွေစောင့်မျှော်နေတဲ့ဒါအင်္ဂလန်ပရီးမီးယားလိကတော့ပြန်လည်စတင်တော့ဖြစ်တယ်ဗျစနေနေ့ညအစောပိုင်းဒါည9:00နာရီချိန်မှာတော့ဘန်လီတင်းနဲ့ချက်စီတင်းတို့ကဒါပရီးမီးယားလိပွဲစဉ်စနေပြရှင်မဲ့ကစားကြမှာဖြစ်တယ်ဗျဟုတ်ကဲ့ကိုဒီပွဲစဉ်မှာတော့ဒါအင်ရှင်ဘန်လီတင်းမှာဆိုလို့ရှင်တော့နီးပြစကော့ပါကဥဆောင်လာမှာဖြစ်ပြီးတော့အဲ့တဲ့ချက်စီတင်းမှာဆိုလို့ရှင်တော့ဒါနီးပြအန်ဆိုမာစကဥဆောင်လာမှာဖြစ်တယ်ဗျဒီနေ့တင်းရဲ့ဒါပရီးမီးယားလိပွဲစဉ်7ကစားပြီးတဲ့ချိန်မှာဒါချက်တီမှုစီအားချက်ကြည့်မယ်ဆိုလို့ရှင်တော့အဆင့်ကောဟာချက်ကတော်တော်လေးကြီးမားနေတွေ့ရတယ်ဗျအင်ရှင်ဘန်လီတင်းကတော့ဒါဒီနေ့မှတန်းတက်လာတဲ့အသင်းဖြစ်ပြီးတော့ရလက်နင်းငယ်ဆိုးကနေပြီးတော့တန်းစင်းစုံနှမ်းမှကတ်နေရတွေ့ရတယ်ဗျဟုတ်ကဲ့အဲ့တဲ့ချက်စီတင်းကတော့ဒါအသင်းကြီးပြီးပြီးပရီးမီးယားလိရဲ့ယက်တီမူစီယာထိပ်ပိုင်းမှာယက်တီနေရတွေ့ရတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာဒါကျွန်တော်ဘယ်လိုရလက်တွေထွက်ပေါ်လာမလဲဆိုတော့အဆက်မင်းသားစောက်ကြည့်ရမှာဖြစ်တယ်ဗျကဲပါအနီးပြစကော့ပါကဥဆောင်လာမဲ့ဘန်လီတင်းကတော့ဒီပွဲစဉ်မှာတေချာပေါက်တင်းလီတယ်ကျွန်တော်တို့အသင်းကြီးနဲ့တွေ့ရပွဲစဉ်တွေတိုင်းမှာသူ့အနေနဲ့နောက်ထပ်အပြီးတော့ကစားကွက်နဲ့ဒါကော့ထက်လာမှာဖြစ်ပြီးတော့541ဆိုပြီး line နဲ့ပဲဒါပေါ်ထက်လာမလို့ထင်တယ်ဗျဟုတ်ကဲ့ကိုအကိုသားနေမှာဆိုလို့ရှိရင်တော့ဒါဝိုင်းကိုသမားတယောက်ဖြစ်တဲ့ဒူဘရာကာကပဲဒါပေါ်ထက်လာမှာဖြစ်ပြီးတော့ဒါနောက်တက်9ရောက်နေမှာဆိုလို့ရှိရင်တော့ဒါပရီးမီးယားလိရဲ့ကျွန်တော်တို့ဝိုင်းနောက်ကန်ကလာမှာကိုင်လီဝေါ်ကာကဥဆောင်ပြီးတော့ပေါ်ထက်လာမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါတက်စစ်ပိုင်းမှာတော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြပြီးတော့ဂိုးတွေသွင်းနေတဲ့တက်စစ်မှုဖလာမင်ဂါဒါဥဆောင်ပေါ်ထက်လာမှာဖြစ်တယ်ဗျဟုတ်ကဲ့နီးပြအန်ဆိုမာရက်စ်ကဥဆောင်လာမဲ့ချက်စီတင်းကတော့သူတို့ရဲ့ပုံမှန်ပေါ်ထက်နေကြ line နဲ့ပုံစံတစ်ခုဖြစ်တဲ့4231ဆိုတဲ့ line နဲ့ပဲပေါ်ထက်လာမှာဖြစ်ပြီးတော့ကိုသမားညမှာဆိုလို့ရှိရင်တော့ဆန်ချက်နောက်ပြန်လျော့ညမှာဆိုလို့ရှိရင်တော့တက်စတိုဖိုဘာနာချာလော့ဘဲနဲ့ကူရဲလာဒီ၄ယောက်ပဲကတော့ပေါ်ထက်လာမယ်ထင်တယ်ဗျဟုတ်ကဲ့ကိုလည်းညမှာဆိုလို့ရှိရင်တော့အန်ဆိုဖာနန်ဒက်နဲ့မိုက်ကယ်စီဒိုကပေါ်ထက်လာမှာဖြစ်ပြီးတော့တမန်တက်စစ်နဲ့ချမ်းမှာဆိုလို့ရှိရင်တော့ဘတ်ဖိုနီဒိုနဲ့အလက်ဇန်နာကာနာချိုကဒါပေါ်ထက်လာမယ်လို့ခန့်မှန်းရတယ်ဗျဟုတ်ကဲ့ဟုတ်တက်စစ်မှုညမှာဆိုလို့ရှိရင်တော့လီယန်ဒီလက်ကပေါ်ထက်လာဖို့ရှိပြီးတော့နောက်ထပ်တက်စစ်မှုနံပါတ်10နေရာမှာတော့ဂျာဘယ်လိုကပေါ်ထက်လာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဒီနေ့တဲရဲ့နောက်ဆုံး9ပွဲထိတဲ့လို့ဆိုမှုချက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ချက်စီတင်းရ3ပွဲနိုင်ပြီးတော့2ပွဲတည်ကြတာပြီးရကြဟုတ်ကဲ့ကွာထိတ်ကြိုက်တွေးဆိုမှုရကြည့်မယ်ဆိုရင်တော့ချက်စီတင်းရပဲအပြတ်သက်အသာစီးရနေပြီးတော့ဒီပွဲစဉ်မှာလည်းချက်စီတင်းရပဲအနိုင်ရရှိဖို့တော့လားအပေါင်းဆုံးပုံစံမှာရှိနေမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗျဟုတ်ကဲ့ပါကိုဒါကျွန်တော်တို့ဒီနေ့တင်းရဲ့ထူးခြားချက်လေးကိုကြည့်ရမယ်ဆိုရင်ဒါအင်ရှင်ဘန်လီတင်းရဆိုရင်နောက်ဆုံး9ပွဲကစားထားရမှာဒါတက်စစ်က8ဂိုးထိဒါဂိုးရထားတာတွေ့ရတယ်ဗျကျွန်တော်တို့တစ်ဖက်ကရှယ်ဆီတင်းကိုကြည့်မယ်ဆိုရင်ဒါဘန်လီတင်းနဲ့တွဲဆုံခဲ့တဲ့နောက်ဆုံး17ပွဲမှာဆိုတာ8ပွဲပြည်လန်ကြီးတော့3ပွဲထိတောင်တည်ကြထားတာတွေ့ရဗျဆိုတော့ဒါဒီချက်လက်တွေကဆိုရင်ဒါရှယ်ဆီတင်းနေနဲ့ဘန်လီတင်းနဲ့တွဲဆုံတိုင်းမှာသူ့အနေနဲ့ဒါအဖက်ဘက်ကနေတာစီရယူထားတာတွေ့ရတယ်ကိုကျွန်တော်တို့ဒါဧည့်သည်ရှယ်ဆီတင်းကိုကြည့်မယ်ဆိုရင်ဒါနောက်ဆုံးကစားခဲ့တဲ့နောက်ပွဲမှာဒါခန်းစစ်ပိုင်းကအားနေပြီးတော့ဒါဂိုးတွေခွင့်ပြုထားရတယ်ဆိုပေမဲ့လေဒါတက်စစ်ပိုင်းကတော့ဒါ17ဂိုးထီတောင်တွင်းယူထားနေတာတွေ့ရတယ်ဗျအရှင်ဘန်လီအသင်းအနေနဲ့ဒါသူတို့ရဲ့ဒါအတားကြဖြစ်တဲ့ခန်းစစ်အသားပေးကစားသွားမှာဖြစ်ပြီးတော့တစ်ဖက်ကရှယ်ဆီအသင်းအနေနဲ့ဒါစီစွမ်းပိုင်းရောဒါကစားသမားအင်အားတောင်တင်းမှုတွေရောနဲ့ဒါဒီပွဲစဉ်မှာဘယ်လိုမျိုးအနိုင်သုံးမှတ်ကိုအွန်ဖော်သွားနိုင်တယ်လဲဆိုတော့ဒါဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါအဲ့လိုဆိုတော့ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်စနေနေ့ညစောပိုင်းပွဲစဉ်တွေဖြစ်တဲ့ဘန်လီတင်းနဲ့ချက်စီတင်းတို့ရဲ့ဒါကြီးဖွင့်လှစ်မှုလေးကိုကျွန်တော်ချက်ပြကြကြရင်ဗျဟုတ်ကဲ့ကိုကြီးဖွင့်လှစ်မှာဆိုလို့ရှိရင်တော့အဲ့တဲ့ချက်စီတင်းရတလုံးတည်ဆိုတဲ့ကြီးကြောပေးရတာဖြစ်ပြီးတော့ဘူကောင်းဈေးမှာဆိုလို့ရှိရင်350နိုင်ဆိုတဲ့ကြီးခွင့်နေတာကျွန်တော်တွေ့ရဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်လေးပေါ်မှာဒါကုဆိုးအနေနဲ့အလိုရလက်ဒီခပ်ပေါ်သွားမလဲဆိုတာကိုဒါကုဆိုးရဲ့အညီလေးကိုတစ်ချက်လောက်ပြပြပေးပါဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်လေးပေါ်ကျွန်တော်မြင်ရသုံးသပ်ပေးရမယ်ဆိုရင်
လုံးလာဆယ်စီတင်းနေလာမဲ့ချန်ပီယံလိပွဲစဉ်ဒါဘာစီလိုနာတင်းနဲ့ပွဲချက်ကာလာရှိနေတဲ့ဆိုပေမဲ့လေကျွန်တော်လာဒုတိယနေရာကမန်ချက်စတာစီးတီးတင်းနဲ့2မှတ်ကွာဆိုတဲ့အနေထားမှာဒီပွဲစဉ်မှာတော့ဆယ်စီနီးပြအန်ဆိုမာရော့စ်ကနေနဲ့ဒါအမမခံမဲနဲ့အနည်းဆုံးတေလောက်တော့ဆော့သွားမယ်လို့မြင်မိပါရဲ့ကို ဒီပွဲစဉ်ကျွန်တော်ဒုတိယနေရာခံရမယ်ဆိုလို့ရှိရင်ဒါအင်ကွင်းမှာကြောတဲ့တလေးတဲကိုချက်စီးတင်းနေနဲ့အနေငယ်လေးခက်ခဲကစားနိုင်ပြီးတော့ချက်စီးတင်းရတော့ဒါအတင်းကြီးပြီးပရီးမီးယားလိပြီးလိုင်းတောင်းမှာဆက်လက်ရက်တည်ဖို့အတွက်လူကနေနိုင်သုံးမှတ်ကိုတော့ကြာယူသွားမယ်လို့ကျွန်တော်နေထင်မိတယ်ကဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါကိုဒါပရီးမီးယားလိပွဲစဉ်7ရက်ဒါအစိုးဆုံးပွဲစဉ်ဖြစ်တဲ့ဒါဘန်လီတင်းနဲ့ဆယ်စီတင်းတို့ရဲ့ဒါပွဲကြောင်းလေးဒါပြုလုပ်တင်ဆက်ပြီးသွားတဲ့အခါမှာဒါည9:00နာရီပဲအချိန်မှာရှင်ပြန်ကစားသွားမယ်လီဗာပူးတင်းနဲ့ Nottingham Forest အတင်းတို့ရဲ့ပွဲကြောင်းလေးကိုဒါဆက်လက်ဆွေးနွေးလိုက်ကြအောင်ဗျဟုတ်ကဲ့ကျွန်တော်တို့လီဗာပူးတင်းကိုကြည့်မယ်ဆိုရင်ဒါပရီးမီးယားလိဆက်တဲ့ပွဲကစားထားချိန်မှာရမယ့်16မိနစ်ပရီးမီးယားလိအမှတ်ပေးစရာအဆင့်8နေရာကိုရပ်တည်နေပြီးတော့ကျွန်တော်တို့တစ်ဖက်က Nottingham Forest အသင်းကတော့ဒါနီးပြအပြောင်းလဲတွေနဲ့တူပရီးမီးယားလိဆက်တဲ့ပွဲကစားထားချိန်မှာရမှတ်9မိနစ်ပရီးမီးယားလိရဲ့တန်းဆင်းဆောင်အဆင့်19နေရာအထိကိုရောက်ရှိနေတာတွေ့ရတယ်ကိုကျွန်တော်တို့တစ်ဖက်ကလီဗာပူးတင်းရဲ့စီဇန်ပိုင်းကိုကြည့်မယ်ဆိုရင်ဒါလီဗာပူးတင်းကတပွဲနိုင်လိုက်တပွဲရှုံးလိုက်ဆိုရင်ဒါလုံးနဲ့ဆက်ပြအနေထားမှာချိပြီးတော့တစ်ဖက်က Nottingham Forest အသင်းကလည်းတန်းဆင်းဆောင်နဲ့ဒါရုံထွက်ပြီးတော့သူတို့ရဲ့လမ်းကြောင်းမှန်မဟုတ်ဒါပြန်လဲရောက်ရှိဖို့ကြိုးစားနေတဲ့အသင်းပြကျွန်တော်တို့တစ်ချက်ရှိတာက Nottingham Forest အသင်းရဲ့ဒါကစားပုံပြကစားပုံအဆိုရင်ကျွန်တော်တို့ဒါနီးပြပိုစတီကိုဂလူးရဲ့ကစားကွက်နဲ့မတူဘဲနဲ့ဒါနီးပြဟောင်းဆန်တိုရဲ့ဒါကစားကွက်နဲ့ပို့တူတဲ့ကစားကွက်မျိုးဒါခြုံတိုက်ကပုံပေါ်ထားနေတာတွေ့ရတယ်ဒါတခန့်စစ်အသားပေးနဲ့ဒါအသင်းကြီးတွေကိုတော်တော်လေးကိုဒုက္ခပေးနေတဲ့အသင်းပြဆိုတော့လီဗာပူးတင်းကိုကြည့်မယ်ဆိုရင်လေကျွန်တော်ပြီးခဲ့တဲ့ဒါမန်ချက်စတာစီးတီးတင်းနဲ့ပွဲစဉ်နဲ့မတိုင်ခင်မှာဒါအက်စတွန်ဗီလာနဲ့ရီယယ်မက်ဒရစ်လိုမျိုးအသင်းတွေကိုဒါနိုင်ပွဲပြင်လဲရှာဖွေတွေ့ပြီးတော့မှဒါမန်ချက်စတာစီးတီးတင်းနဲ့ပိုပြက်ရှေ့ပြက်ရှုံးနေထားတာဆိုတော့ဒါနီးပြအနေစလော့အနေနဲ့ဒီပွဲစဉ်မှာလဲခက်ခဲနဲ့ပဲဒါရှင်ပြန်သွားရမယ်လို့တော့ထင်မိမိရဲ့ကိုဆိုတော့စနေနေ့ညမှာရှင်ပြန်ကစားမဲ့ဒါလီဗာပူးတင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲစဉ်လေးပုံမှာကိုတိုနီအမြင်လေးကိုဒါသုံးသပ်ပေးပါအောင်ကိုဟုတ်ကဲ့ဗျဒါဒီပွဲစဉ်မှာတော့နီးပြအနေစလော့ရဲ့လီဗာပူးတင်းကတော့ဒီမှာတော့ဒါခြေစွမ်းပိုင်းရောရက်လက်ပေါ့နင်းငယ်လေးခင်းရနေတာတွေ့ရတာကြဟုတ်ကဲ့ကိုနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်7မှာဆိုလို့ရှိရင်လည်းမန်ချက်စတာစီးတီးတင်းကိုရှုံးနေထားခဲ့ပြီးတော့ပရီးမီးယားလိပွဲစဉ်စရာရဲ့အဆင့်8နေရာအထိရောက်ရှိနေတာတော့ဒါဘာဘူးတင်းရဲ့နေရာဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗျအဲ့တဲ့ Nottingham Forest တင်းကတော့ဒီပရီးမီးယားလိမှာတာထောက်ကအတော်လေးစိုးနေခဲ့ပြီးတော့ဒီပြပြောင်းလဲနေနေတူပရီးမီးယားလိကန်ဆင်းဆောင်ထဲမှာရောက်ရှိနေတဲ့တင်းဖြစ်တယ်ဗျဒီပွဲစဉ်မှာဒါနှစ်တင်းလုံးကခြေစွမ်းပိုင်းရောရက်လက်ပိုင်းရောမတိမငြိမ်ဖြစ်နေတာနဲ့တူဒါပဲတင်းကရက်လက်ကောင်းတွေရရှိအောင်ဆွမ်းဆောင်သွားနိုင်မယ်ဆိုတော့စိတ်ဝင်စားသမ်းကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ပေါ့အနီးပြအာနီစလော့ဦးဆောင်နဲ့လီဗာပူးတင်းကတော့ဒီပွဲစဉ်မှာသူ့ရဲ့ပုံမှန်ပေါ်ထွက်နေကြ line ပုံစံဖြစ်တဲ့ 4-2-3-1 ဆိုတဲ့ line နဲ့ပဲပေါ်ထွက်လာမှာဖြစ်ပြီးတော့ကိုသမားနေရာမှာဆိုလို့ရှိရင်တော့ Mama Dash P ပဲဒါပေါ်ထွက်လာဖို့ရှိနေကြဟုတ်ကဲ့နောက်တန်းလေးနေရာမှာဆိုလို့ရှိရင်တော့ Bradley, Konate, Van Dijk နဲ့Milo Gargas ကပေါ်ထွက်လာဖို့ရှိနေကြဟုတ်ကဲ့ကိုလည်းနေရာမှာဆိုလို့ရှိရင်တော့ Camera Bus နဲ့ဒူ Matt Elisa ကပေါ်ထွက်လာဖို့ရှိပြီးတော့တာမန်တိုက်စစ်နှစ်ချမ်းမှာဆိုလို့ရှိရင်တော့ Mohamed Salah နဲ့ Corey Gakpo ကပေါ်ထွက်လာဖို့ရှိနေကြဟုတ်ကဲ့ပါတိုက်စစ်မှုနေရာမှာဆိုလို့ရှိရင်တော့ Hugo Ekitike ကပဲဒါပေါ်ထွက်လာမယ်လို့ထင်ပြီးတော့နောက်တဲ့တိုက်စစ်နံပါတ်10လုံးနေရာမှာဆိုလို့ရှိရင်တော့ Sabo Stein ကပေါ်ထွက်လာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါကိုအဲ့တဲ့ Nottingham Forest တင်းနီးပြရှောင်းတိုင်းနေနဲ့သူ့ရဲ့ပုံမှန်ဘောဆန်နေကြ line ပုံစံတစ်ခုဖြစ်တဲ့ 4-2-3-1 ဆိုတဲ့ line နဲ့ပေါ်ထွက်လာမှာဖြစ်ပြီးတော့ဘုသမားနေရာမှာဆိုလို့ရှိရင်တော့ Matt Say ကဒါပေါ်ထွက်လာမှာဖြစ်ပြီးတော့ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်တော့ Elliot Anderson ကဒါဥဆောင်ပြီးပေါ်ထွက်လာမှာဖြစ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ Morgan Gay-White ကဒါဥဆောင်ပြီးပေါ်ထွက်လာမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်းရဲ့နောက်ဆုံး5ပွဲဖြစ်တဲ့ပြဿမှုရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်လီဗာပူးတင်းရတပွဲနိုင်ပြီးတော့တပွဲတည်တပွဲရှုံးဆိုတဲ့ရလက်ထွက်တာကျွန်တော်တွေ့ရရွဒီပွဲစဉ်မှာဒါနှစ်တင်းလုံးကခြေစွမ်းမရဲရိုင်မှုနဲ့တူဘယ်တင်းကရလက်ကောင်းနေရရှိအောင်ဖန်ဆောင်သွားနိုင်မလဲဆိုတော့ကျွန်တော်တို့ပိတ်သက်တွေနဲ့လူစက်မကန်စောင့်တည်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒီနေ့တင်းရဲ့ထူးခြားချက်လေးကိုကြည့်ရမယ်ဆိုရင်ဒါအင်ရှင်လီဗာပူးတင်းနေနဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာသူတို့တင်းရဲ့တိုက်စစ်ပိုင်းကဒါဂိုးရဖို့ရုန်းကန်နေရပြီးတော့နောက်ဆုံး9ပွဲမှာဒါ9ဂိုးသာရရှိထားတာတွေ့ရတယ်ဗျဒီဘက်ကဧည့်သည် Nottingham Forest အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာသူ့အနေနဲ့တိုက်စစ်က9ဂိုးထိရရှိထားပြီးတော့ဒါနီးပြကြောင်တဲ့အနေနဲ့အရင်နီးပြတွေနဲ့မတူတဲ့ကစားကွက်အခင်းချင်းတွေအကောင်ဆုံးမောင်းနှင်ထားနေတာတွေ့ရပြီးတော့နောက်ဆုံးကစားခဲ့တဲ့ဒါပေါ်တိုတင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာဆိုရင်ဒါသူ့အနေနဲ့ချုံပွဲတစ်ပွဲသာဒါတွေ့ရှိထားတာတွေ့ရတယ်ဗျဆိုတော့ဒါဒီပွဲစဉ်မှာဆိုရင်လီဗာပူးတင်းနေနဲ့ဒါနီးပြဆောင်တဲ့ရဲ့ Nottingham Forest တင်းကိုခက်ခဲနဲ့မဒါရှင်ပြန်ကစားသွားမယ်လို့မြင်မိပါရဲ့ကိုဟုတ်ပြတာကျွန်တော်နီးပြအာနီဆိုဦးဆောင်တဲ့လီဗာပူးတင်းရတော့ဒီပရီးမီးယားလိရဲ့ကချန်ပီယံပြည်လန်တောင်းမှာဆက်ရက်တိချင်နေဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာအနိုင်ရရှိဖို့လိုရတယ်ကโอเคတစ်ဖက်8 Nottingham Forest တင်းရတယ်ဒါပြီးခဲ့ရာဒီတော့ဆိုလို့ရှိရင်ပရီးမီးယားလိရဲ့ထိပ်ပိုင်းမှာရက်တိခဲ့ပြီးတော့သူ့အနေနဲ့ဒါယူပါလိဝင်ငွေထိရရှိထားခဲ့တဲ့အသင်းအနေနဲ့ဒီရာဒီမှာတော့ဒါတော်လေးရုံးကန်နေရပြီးတော့တန်းစင်းစုံဒီရောက်နေရတော့တော်လေးချင်နေစုတွေကโอเคကတော့ Nottingham Forest တင်းအနေနဲ့လည်းဒီပွဲစဉ်မှာ
နီးပြရှောင်းနိုင်ရဲ့ဥဆောင်မှုနဲ့တူဘလို့ရလက်ကောင်းနဲ့ရရှိအောင်စောင့်တောင်းသွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဗျ ဟုတ်ကဲ့ကို အဲ့လိုဆိုတော့ကျွန်တော်Premier Leagueပွဲစဉ်စနစ်ရဲ့၎င်းတင်းတဲ့ Nottingham Forest တင်းတို့ရဲ့ခြေဖွင့်လှစ်မှုတွေကိုကျွန်တော်ချက်ပြပြခြင်းကြကဲခြေဖွင့်လှစ်မှာဆိုလို့ရှိရင်တော့ Asian Liverpool တင်းရတလုံး90ရှုံးဆိုတဲ့ခြေကြောပေးရတာဖြစ်ပြီးတော့ကိုပေါင်းစည်းမှဆိုလို့ရှိရင်3လုံးတီဆိုတဲ့ခြေဖွင့်လှစ်တာကျွန်တော်တွေ့ရတယ်ဗျဒီပွဲစဉ်ရဲ့ရလက်ပေါ်တာကိုစိုးရဲ့မြင်လေးကိုချက်လောက်ပြတ်တော့ပြီပါဗျ ဟုတ်ကဲ့ပါကိုဒါကျွန်တော်အနေနဲ့ဒီပွဲစဉ်လေးပေါ်သုံးသပ်ပေးရမယ်ဆိုရင်ဒါအရှင်လီဗာပူးအသင်းအနေနဲ့လာမယ့်ချန်ပီယံလိပွဲစဉ်မှာလည်း BSP အသင်းနဲ့ရှင်မြန်ကစားရမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာဆိုရင်နီးပြ Anslot လင်းနဲ့အနာရမတ်ကိုဥတီပြီးတော့ကစားသွားမယ်လို့မြင်နေကျွန်တော်တို့နီးပြ Anslot ဥဆောင်ပြီးလီဗာပူးအသင်းအနေနဲ့ MP ကွင်းမှာရောဒါကစားရမှာဖြစ်တဲ့အတွက်ဒါနိုင်ပွဲတစ်ပွဲဟိုတော့လွယ်ရင်းတစ်ခုဒါပင်လယ်ရှာဖွေပေါင်းနိုင်မယ်လို့တော့မြင်မိပါတယ်ပို့ တဲ့ကဟုတ်ဗျဒီပွဲစဉ်ဒါကျွန်တော်တို့ရဲ့မြင်ရလဲခံမှန်းမယ်ဆိုလို့ရှိရင်Asian Liverpool တင်းနေနဲ့Nottingham Forest တင်းရဲ့ဒါကစားပုံဒါပြန်လဲကောင်းမွန်လာမှုနဲ့သူအနေနဲ့ခက်ခဲနိုင်ပြီးတော့ဒါလိုအပ်နေတဲ့နိုင်သုံးမှတ်ကိုတော့ဒါအနေငယ်လေးခက်ခဲနေပဲရောက်သွားမယ်လို့ထင်တယ်ဗျ ဟုတ်ကဲ့ပါကိုဆိုတော့ဒါပရီးမီးယားလိပွဲစဉ်၁၂ရက်ဒါအစောဆုံးပွဲစဉ်ဖြစ်တဲ့ဘန်လီတင်းနဲ့ရှယ်ဆီတင်းပါဝင်ဒါလီဗာပူးတင်းနဲ့ Nottingham Forest အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်လေးရတော့ဒီလောက်ပါပဲဗျဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်ပွဲဆောင်ရဲ့ Facebook TikTok နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေဘောလုံးနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့ကျွန်တော်တို့ညီကိုညနဲ့တူနောက်ထပ်ပွဲကြိုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျကျေးဇူးတင်ပါတယ်ကို ကျေးဇူးတင်ပါတယ်